ရိသတ်တို့အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးမှာကတော့စာရေးသူရေမင်းကံလူရေးထားတဲ့ဖွားမဲစိန်နှင့်မြေခိုး၍အသေးမဖြောင်းခဲ့ရသောကိုမြင့်ဆိုတဲ့ဇလန်းကောင်းလေးပဲဖြစ်ပါတယ်ရှင်ကိုမြင့်ဒီနေ့ကျုပ်ဘာဟင်းချက်ပေးရမလဲအိုးထူးချွေမင်းမနေပါနဲ့မိမရဲ့အဆင်ပြေတာချက်ပေါ့ကွာမေးရမှာပေါ့တော့ရှင်မနေ့ကကျုပ်ဝတ်သားဟင်းချက်တော့စက်သားနဲ့ခဝဲသီးကြော်လေးစားခြင်းနဲ့ဆိုပြီးပြောနေရလေဒီနေ့ချန်လေးကခဝဲသီးနဲ့စက်သားလေးကိုကျုပ်ရောကြော်ပေးရမလားပြောအေးပါကွာဒါဆိုလည်းမင်းသဘောပဲချက်ပါမိမရာကိုမင်းတို့ဇနီးမောင်နှံသည်တောင်ထုံးရွာ၌နေထိုင်ကြသူများဖြစ်ကြ၏တောင်ထုံးရွာလယ်ပိုင်း၌နေထိုင်ကြပြီးကိုမြင့်နှင့်ဇနီးသည်မတ်သူစာတို့၌သားတစ်ယောက်သမီးတစ်ယောက်ရှိပေသည်သားသည်က15နှစ်အရွယ်ရှိပြီးသမီးသည်က10နှစ်သက်သာရှိသေး၏ယခုဟင်းချက်ဖို့ရန်ပြောနေရင်ကိုမြင့်တစ်ယောက်ဒရွင်းကိုယူကာလုပ်ငန်းစတင်မှုပြင်သည်ကိုမြင့်ဒရွင်းယူသည်ကိုတွေ့သောအခါမတ်သူစာကကိုမြင့်တရွင်းယူပြီးဘာလို့မလို့တော့။ဩဒီမှာလေငါတို့ဝိုင်းကိုချက်ခန့်ချင်လို့ကွ။အို့တော့အရင်လဲဒီတိုင်းနေကြပဲကို။တောတက်တုံးကဝါးတွေကလည်းပိုနေရမလား။အားကြောင့်တလက်စရဲလောက်တာပါမိမယာ။ပြီးရပဲတော့ကျုပ်ထမင်းချက်ပြီးရနဲ့လာကူပေးမယ်။အေးကိုမင်းတို့ဝိုင်းဘေးဝိုင်းနဲ့ကိုပေတန်းတို့ဝိုင်းရှိ၏။နောက်ဝိုင်းကြား၌အကာရံမထားကြတာဟိုးရခင်ကလေးကပြီ။ယခုတော့ကိုမြင့်ကဝိုင်းခတ်ဖို့ပြင်ဆင်နေလေသည်။ခြံဝိုင်းနှစ်ဝိုင်းကြားအကာရံမထားတော့လေကြားမှရှိသောတင်းငုတ်တို့ကြီးကိုအမှတ်အသားပြုထားကြလေသည်သို့တော့ကိုမြင့်သည်စီးဝိုင်းမခတ်ခင်ကပင်အကြံရှိ၏ထိုအကြံသည်ကတင်းငုတ်တို့ကိုတူးယူဖယ်ရှားပြီးခြံဝိုင်းခတ်လျင်တစ်ဖက်ခြံဝိုင်းမှမြေအနှင်းငယ်အားတိုးယူဖို့ရန်ဖြစ်ပေသည်ထို့ကြောင့်သူ့အကြံအတိုင်းစတင်ပြုလုပ်တော်သည်ထိုနေ့၌တစ်ဖက်ခြံရှိကိုမင်းတန်းတို့မိသားစုကအိမ်၌မရှိကြတစ်ဖက်ရွာရှိအလူပွဲသို့သွားနေကြခြင်းဖြစ်ပေသည်အချိန်ကလုံဆောင်နေသောကိုမြင့်ဒီကချွေးတလုံးလုံးဖြင့်မမောနိုင်ပေ။အမင်းဟင်းချက်ပြီးသည့်မတူစားသည်လည်းကိုမြင့်အားလာဝိုင်းကူပေး၏။ထိုနေ့တနေကုန်သောအခါ၌ကိုမြင့်၏ခြံဝိုင်းခတ်ခြင်းသည်လည်းပြီးဆုံးသွားရလေသည်။နောက်တစ်ရက်၌ကိုမြင့်ခြံခတ်သည်ကိုကိုပေတန်းတီသွားပြီးလာကြည့်လေသည်။ကိုမြင့်ခတ်ထားသောဝိုင်းထဲ၌သူစိုက်ထားသောငရုတ်ပင်လေးတစ်ပင်ကပါသွားသည်ကိုတွေ့သောအခါကိုမြင့်မြေခိုးသည်ကိုသိရှိသွားတော့သည်။ဘာကြောင့်ဆိုငရုတ်ပင်သည်တင်းငုတ်တုံနှင့်မလန်မကန်းတွင်ရှိသောကြောင့်ဖြစ်၏ကိုမြင့်ခမည်းလာပါဦးဗျကိုဖေတန်းခေါ်တဲ့ကြောင့်ကိုမြင့်တို့မိသားစုမနှက်စာစားနေကြရမှကျုပ်တော့မျက်ခုံးခတ်လို့ပဲတော့နေစမ်းပါကွာငါတော့ပြောဦးမယ်မင်းတို့သားမိစားနေကြတော့ဟုတ်ကိုမြင့်ကပြောလိုက်ပြီးကိုမြင့်ပစိုးအားပြင်ဝတ်ကကိုဖေတန်းရက်နေသောချန်စီယိုနာသို့သွားရလေသည်ချန်စီယိုအနီးရောက်တော့တစ်ဖက်ချန်စီယိုနာရှိသောကိုဖေတန်းအားကိုဖေတန်းပြောစောစီးစီးခေါ်တာဘာအကြောင်းတော့ဘာကမှလဲကိုမြင့်ကခမည်းစီယိုခတ်တာကိုကျုပ်မပြောလို့ပါဘူးအခုခမည်းလောက်ပုံကကျုပ်မြေတထောင်လောက်အဲ့ဘက်ပါနေတယ်လေဘာဗျခမည်းမြေတထောင်စင်းစင်းစားလဲပြောပါမောင်ကျုပ်စီယိုခတ်တာတင်းငုတ်တို့နေရာခတ်တာပါဗျခမည်းညာနေတာခမည်းဘက်ပါနေတဲ့ငရုတ်ပင်အဲ့ဒါကိုကျုပ်အသေးချာမှတ်ထားတာဗျတင်းငုတ်တို့နဲ့3တွာလောက်ပဲဝေးတယ်အခုအဲ့ဒီအပင်ကလည်းခမည်းဘက်မှာဆိုတော့ခမည်းခေါင်းပိုင်တိမှာပေါ့ကျုပ်မြေတွေခမည်းဘက်ရောက်နေတာ哦ဟဲ့လူကျုပ်ပြောပြီးပြီခမည်းမြေကျုပ်ဘက်မှာမရှိဘူးကျုပ်စီရိုခတ်တာတင်းငုတ်တို့ကနေပဲစားခတ်တာခမည်းညာတာခမည်းတိမှာပေါ့ကျုပ်ကတော့ဒီကိစ္စကိုလုံးဝမကျေနပ်ဘူးဗျခမည်းကိုတကြီးနဲ့တိုင်ရလိမ့်မယ်တိုင်ကျင်တာတိုင်စမ်းဗျကျုံမှန်တဲ့အတွက်ဂယုမဆိုင်ဘူးပြို့ကိုမြင့်စကားကြောင့်ကိုဖေတန်းဒေါ်လာတကြီးဖြင့်တကြီးရင်ရှိရသို့ထွက်သွားတော့သည်ကိုမြင့်ဒီကအေးလူလူဖြင့်မိသားစုနှင့်ထမင်းစားနေခဲ့၏ကိုမြင့်ဤဇနီးမတ်သူစားသည်ကတော့ပြင်လေးနေမိ၏မိမိယောက်ျားအကြောင်းကိုတိသူပေမို့ချိုးသည်ခါသည်ဝင်မပြောရဲပေကိုဖေတန်းဒီကတော့တကြီးဦးနောင်ကျိုအိမ်စီသို့သွားကတိုင်တန်းတော်လေသည်ထိုအခါတကြီးကိုယ်တိုင်ကိုဖေတန်းအိမ်သို့လိုက်လာခဲ့၏တကြီးတယောက်တည်းမဟုတ်ပဲဥပစီနှင့်ကာလာတာကောင်းဆောင်မောင်တို့ပါလာခဲ့ကြလေသည်တကြီးရောက်လာသောအခါကိုမြင့်ကလည်းအိမ်ထဲမှထွက်လာခဲ့၏တကြီးတို့ကကိုဖေတန်းအိမ်သို့မဝင်ပဲကိုမြင့်အိမ်သို့သာဝင်လာခဲ့ကြသည်ဘလို့ဖြစ်တာလဲမောင်မြင့်မင်းမလဲချက်နီးနာချင်းကိုဖြစ်เสียရှားလို့ကွာတကြီးကသူပြောလို့မဟုတ်တာတွေသိတာပါဗျာကျုပ်ပြောမယ်တကြီးကျုပ်ကတင်းငုတ်တိုကနေပဲခြံခတ်ထားတာဗျကိုမြင့်ကမရမကညှင်းဆန်နေသည်ထိုအခါအချိန်လေးကိုတေချာကြည့်ထားသောတကြီးကတဲမင်းတော့ထိတ်တုံးစာမိကျင်မိထင်နဲ့မင်းတင်းငုတ်တိုတူးထားတဲ့အရာကဟိုမှာလေမင်းခြံခတ်ထားတဲ့နေရာမှာဘယ်မလဲတင်းငုတ်တိုတူးရငါကရွာတကြီးပါမောင်မြင့်
မင်းလေတာကတော့ငါအိတ်တက်လောက်ပါပဲအာမဟုတ်တာဗျာတော်စမ်းမောင်မြင့်အဲ့ဒီနေရာကိုခြံစည်းကိုပြန်ရွှေ့ပေးလိုက်မဟုတ်ရင်မင်းငါနဲ့အတွေ့ပဲကြောက်လားရွှေ့ဆိုရွှေ့ပေးပါမယ်ဒါပေမဲ့မနေ့ကကျုပ်တော့တဲ့အောင်ပါတော့ကပြန်လာမှလုပ်ပေးနိုင်မယ်ဗျာအေးမင်းကတိတာမင်းတီပေါ့ကွာကဲဒါဆိုမောင်ဖေးတဲ့မင်းလည်းစီနဲ့လိုက်တော့သူပြောသလိုမလုပ်ရင်တော့ငါလာတိုင်းပေါ့ကွာဟုတ်ပြီလားဟုတ်ကဲ့ပါတကြီးတို့တော့ပြင်ကိုမြင့်ဒီတကြီးစကားအားမတွန်းလျင်ရဲ့ကဲသူတော့တက်ပြန်လာလျင်ခြံစည်းကိုပြန်ခတ်ပေးရတော့ပင်မီနောက်ရက်၌ကိုမြင့်နှင့်အဖော်တငယ်ချင်းနှစ်ယောက်တော့တက်သွားကြ၏တော့တက်၍ချင်းကုတ်ဝါခုတ်လောက်ကင်ချခြင်းဖြစ်၏တော့တက်သွားကြပြီးနှစ်ရက်မြကြာလေတော့ရွာသို့ကိုမြင့်၏အဖော်များပြန်ရောက်လာကြ၏ကိုမြင့်တယောက်တောဝဲပတ်လို့တည်သည်ဆိုကအလောင်းအားရွာသို့တည်လာပေးကြလေသည်ထို့သို့ရုတ်တရက်ဖြစ်ပေါ်လာသောကံကြမ္မာအလှည့်ပြောင်းကြောင့်မတူစာတို့သားမိတွေမခံစားနိုင်ရှာကိုမြင့်သေးသည်ဆိုသောတရင်ကြသောအခါရွာတကြီးကိုယ်တိုင်ဦးဆောင်၍အတုပအားကူညီလုပ်ကိုင်ပေး၏တရင်ကြသည့်ရသောကိုပေတန်းတို့မိသားစုသည်လည်းစိတ်မကောင်းဖြစ်ကြရ၏မတူစာအားလည်းကိုပေတန်း၏ဇနီးတဲ့မှာအမြဲအားပေးကူညီရှာ၏အတုပကိစ္စများပြီးစီးသောအခါအိမ်၌မတူစာနှင့်ကလေးနှစ်ယောက်သာကျန်ရှိ၏မတူစာ၏မိဘများသည်ကရွာတောင်ပိုင်း၌နေထိုင်ကြလေသည်မိဘများကမတူစာတို့အားသူတို့နှင့်အတူလာနေထိုင်မှုရန်ပြောကြပါတော့လေမတူစာကလက်မခံခဲ့သူသည်ယောက်ျားဖြစ်သူနှင့်အတူနေထိုင်ခဲ့သောအိမ်လေးအားပြင်မတားနိုင်ခဲ့ပြီထို့သောဖြင့်မတူစာတို့သားမိသားရှိသောညတည၌ဟူသောအတန်ကြီးကိုကြားရလေသည်ထိုအတန်ကိုကြားသောမတူစာသည်မိမိခြံဝိုင်းထဲ၌တကူများကက်လေသလားအတွင်ဖြင့်တတိထားနေရ၏သို့သောမိုးလင်းကနီးမှထိုအတန်သည်ပျောက်ကွယ်၍သွားလေသည်မနေ့ရောက်တော့ခြံထဲဆင်းကြည့်ရ၌လည်းထူးခြားမှုမရှိသည်ကိုကြွေးလိုက်ရ၏သို့သောနောက်ရဲညများ၌လည်းထိုအတန်ကိုကြားရ၏တစုံတစ်ခုအားတူးနေသောထိုအတန်ကြောင့်မတူစာတို့သားမိတွေထိတ်လန့်လာကြသည်ညရောက်မိအရေးကိုပင်ကြောက်လန့်လာကြ၏ဘယ်အချိန်၌ထိုခြံဝင်းထဲမှအတန်သည်အိမ်မော်ရှိမိမိတို့အားတက်၍အနေရပေးလာလိမ့်မလဲအတွေးဖြင့်အိတ်ကောင်းခြင်းမဲခဲ့ရထို့သောဖြင့်မတူစာတို့သားမိတွေအိမ်၌မနေဝတော့ပဲမိဘအိမ်တို့သာတွားရောက်နေထိုင်ကြတော့သည်ထို့သောအကြောင်းအရာများသည်တရက်ညတကောင်ချိန်၌ငိုတန်ကြီးထွက်ပေါ်နေသည်ထိုငိုတန်သည်အမောင်တို့ထဲမှဖြစ်၏ဘွားမယ်စင်သည်အမောင်တို့ထဲ၌ရောက်နေသောမိမိဖြစ်ကိုတွေ့ရင်ဟဲ့ဘသူတော့ဟုမေးလိုက်သောအခါအမောင်တို့ထဲမှဝါကျုပ်ပါမောင်မြင့်ပါဗျဟုပြန်ပြောလေသည်မောင်မြင့်ဆိုတာရွာလေပိုင်းကမောင်မြင့်လားကွနေပါအောင်မောင်ရင်ကတောဝက်ပတ်လို့တည်သွားတာမလားအခုဘွားကိုဘာကြောင့်အိမ်မက်ပေးနေရတာလဲကျုပ်ကိုကယ်ပါဗျာကျုပ်ပင်ပန်းလာပါပြီဖွားရဲ့ဟဲ့ဘာဖြစ်တယ်ဆိုတာတေးကြပြောမှဘွားကူညီပေးလို့ရမှာပေါ့မောင်မြင့်ရဲ့ဟုတ်ကဲ့ကျုပ်ပြောပြပါမယ်ကျုံမတည်ခင်တော့ကဘေးအင်္ဂါကိုဖေတန်းတို့စီကမြေတွေခိုးပြီးခြံဝိုင်းခက်ခဲ့ပါတယ်အဲ့ဒါကိုလေကျုပ်တော့ကပြန်လာရင်ပြန်ပြင်ဖို့တကြီးကပြောထားတာကိုဒါပေမဲ့ဗျာကျုပ်တော့ပတ်လို့တေးရတာကျုပ်ခိုးထားတဲ့မြေတွေကိုကျုပ်ပြန်မပေးရသေးဘူးဗျအခုတော့ပြင်ကျုပ်ရဲ့အကုသိုလ်ကိုကြည့်ကြောင်ညာတိုင်းအဲ့ဒီမြေတွေကိုရသလောက်လက်နဲ့ချစ်ကုတ်တူးပြီးသူ့ဝိုင်းနဲ့ပြင်ထည့်ပေးနေရတယ်ဘွားရဲ့ကျုပ်အဲ့လိုမှမလုပ်ရင်လေကျုပ်ကိုငရဲသားတွေကလာရိုက်ကြတယ်ဗျကျုပ်ထက်ပြီးမလုပ်နိုင်တော့ဘူးဗျကျုပ်ကိုကူညီပေးပါဘွားရဲ့အင်းမောင်ရင်လူဘွားတော့ငါလုပ်တဲ့အကုသိုလ်ကမောင်ရင်နောက်ကိုလိုက်တာပဲအဲ့ဒီတော့မောင်ရင်လုပ်ခဲ့တဲ့အရာကိုဘာတို့ကပြန်ပြီးပြင်မဲမယ်ဆိုရင်မောင်ရင်လည်းတတရရပေးမယ်ဒါကြောင့်ဆက်ဖို့ပါသလောက်တော့ဆက်ထားပြီးတော့ကွယ်မနေ့မှရွာသေးကြီးနဲ့တိုင်ပင်ပြီးရင်ဘာလို့စီစဉ်ပေးပါမယ်ဟုတ်ကဲ့ဘွားကျေးဇူးတင်ပါတယ်ဗျာဒါဆိုကျုပ်သွားတော့မယ်ဟုနောက်ဆုံးပြော၍အမောင်ထဲမှအတန်တီပြောက်ခဲ့သွားတော့၏နောက်တစ်နေ့နန်းထဲ၌ဘာမဲ့စိန်သည်သူအားအိမ်မက်လာပြီးသောကိုမြင့်အကြောင်းအားတကြီးဦးနောင်ချိုကိုပြောပြလေသည်တကြီးဦးနောင်ချိုမှတက်ဆင်းမတူစာထံရောက်ရှိသွားသောအခါညစဉ်သူတို့ကြားနေရသောအတန်သည်ကိုမြင့်ဖြစ်တယ်ဆိုတာသိရှိသွားတော့၏ယောက်ျားဖြစ်သူ၏အဖြစ်ဆိုးကြောင့်တကြီးတို့အားအကူအညီတောင်းပြီးချက်ချင်းပင်ခြံစည်းရိုးရွှေ့ဖို့ပြင်ဆင်ကြတော့သည်ခြံစည်းရိုးရွှေ့တော့ရွာသားများကလည်းကူညီလှုပ်ဆောင်ပေးကြလေသည်အကြောင်းစုံသိသွားသောကိုပြတန်းတို့လည်းကိုမြင့်အတွက်စိတ်မကောင်းဖြစ်နေကြရလေသည်အားလုံးပြီးစီးသွားသောအခါနောက်တည့်ရက်၌ကိုမြင့်အတွက်ဘုန်းကြီး၅ပါးပင်ကဆုံးကပ်ပေးကြလေသည်ထိုဆုံးကပ်ပွဲ၌လည်းဘွားမယ်စိန်အားခေါ်ဆောင်ကြလေသည်ဆုံးကပ်အမြပေးဝေပြီးနောက်မတူစာတို့သားမိသည်ဘွားမယ်စိန်အားကြောကြ၏ဘွားကူညီပေးလို့သာကျုပ်ယောက်ျားဖြစ်ကိုသိရတာပါဘွားကကျုပ်တို့ရဲ့ကျေးဇူးရှင်ပါတော့ဟု
ဟုဆိုကမသူစားကကတော့ဤထိုအခါဘွားမဲ့စဉ်ကဘဲဟုတ်မလဲသူစားရဲ့အခုလိုဖြစ်တာကညီယောက်ျားသူ့ဝတ်ကြီးတွေပေးဆက်ဖို့ကံကုန်လို့ပဲဤနောက်ပြီးညီသူအတွက်အလှပေးအညာတန်းဝီတော့သူလာတယ်ဤတားတို့လည်းခေါ်သားရှာတယ်ကျိုးတို့သွားပါပြီအေးရှင်ဘွားတကယ်ပြောရလားဟဲ့သူစားဘွားကမဟုတ်ပဲပြောပါမလားညီလေအေးမသူစားကကြံ့တော်မိသောအခါမသူစားအမင်းကဝင်းဟန့်လေသည်ထိုအခါမသူစားကမဟုတ်ပါဘူးအမေရဲ့ကျုပ်ဝမ်းသာလို့ပါတော့ကျုပ်ဝမ်းသာလို့ပါကျုပ်တော့ကြအခုလိုဘဝဇိုးကလွတ်သွားတာကိုကျုပ်ဝမ်းသာတာပါတော့ဟုမျက်ရည်တရွှဲရွှဲဖြင့်ပြောရှာသည်ထိုနေ့မှစ၍မသူစားတို့ချက်ဝိုင်းနေ၌မြည်သည့်တမ်းမှမကြားရတော့သလိုဘာမစိန်ထံသို့လည်းကိုမြင့်တယောက်ရောက်မလာခဲ့တော့ပင်